စစ်ကောင်စီအဓိကထားအသုံးပြုနေတဲ့လက်တက်စကန်တွေကတော့မကွေးလက်တက်စကန်ဌာနချုပ်တတဟူးလက်တက်စကန်ရှမ်းတဲလက်တက်နေပြည်တော်လက်တက်စကန်တောင်ငူလက်တက်စကန်နဲ့မှော်ဘီလက်တက်စကန်တွေဖြစ်ပါတယ်။ဒီကြောင့်စစ်စင်ရေးတွေအတွက်လိုအပ်တဲ့ဘုံတွေကိုလည်းအသေးစားဘုံဆိုရင်ပဲခူးတိုင်းပြည်မြို့တစ်ဖက်ကစင်တဲကြေးရွာနာကကာကွယ်ရေးပစ္စည်းစက်ရုံအမှတ်3ကအဓိကထားထုတ်လုပ်ပေးနေတယ်လို့အကြီးစားဘုံတွေကိုတော့စိတ်ဖြူမျိုးနဲ့မိုင်30လောက်ဝေးတဲ့ပေါက်ခုံကြေးရွာနဲ့ငှက်ပြာကြီးကြေးရွာတို့နာကကာကွယ်ရေးပစ္စည်းစက်ရုံအမှတ်21ကထုတ်လုပ်ပေးနေတာပါ။အဆိုပါနယ်မြေဒေသတွေဟာစစ်ကောင်စီရဲ့ထင်ချုံမှုအောက်မှာသာရှိနေသေးတာကြောင့်ဒီကြောင့်တိုက်ခိုက်မှုတွေအတွက်လိုအပ်တဲ့ဘုံသီးတွေကိုလုံလုံလောက်လောက်ရနေတာဖြစ်ပါတယ်။2023ခုနှစ်ဧပြီလ17ရက်နေ့တုန်းကစကိုင်းတိုင်းဒေသကြီးပစီကြီးကျေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တုန်းကလည်းစစ်ကောင်စီဟာဒီလက်တက်စကန်တွေကနေဒီချက်ဖိုက်တာတွေကိုပြန်တက်ပြီးဒီဘုံတွေကိုပဲအသုံးပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့ဟာပစီကြီးကျေးရွာကပြည်သူ့အုပ်ချုပ်ရေးရုံးခန်းဖွင့်ပွဲအတွက်အနီးနားကရွာသူရွာသားတွေအပါအဝင်လူဦးရေ800လောက်စုဝေးရောက်ရှိနေချိန်ဖြစ်ပါတယ်။ဒါပေမဲ့လည်းမနက်၈နာရီလောက်မှာပဲတတအူးလက်တက်စကန်ကနေပြန်တက်လာတဲ့ JS70 Jet Fighter ဟာပစီကြီးကျွော်ကိုမိနစ်အနည်းငယ်အတွင်းမှာပဲရောက်လာခဲ့ပြီးဘုံနှလုံးကျဲချသွားတဲ့အတွက်ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင်အပြစ်မဲ့ပြည်သူ130လောက်တေဆုံးခဲ့တယ်လို့30ကျော်ဒဏ်ရာရသွားခဲ့တာပါ။ဒါဟာအပြစ်မဲ့ပြည်သူတွေကိုစစ်ကောင်စီလက်တက်ကရရက်ဆက်ဆက်အစုလိုက်အပြုံလိုက်တပ်ဖြတ်ပစ်ခဲ့တဲ့ဖြစ်ရပ်တွေကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒီလောက်နဲ့နေမကသေးပဲအဲ့ဒီနေ့ညနေ9နာရီကျော်လောက်မှာလဲမီ35ရဟတ်ရင်တစင်းရောက်လာပြီးမြင်းမြသမျှကိုပြစ်ခတ်တပ်ဖြတ်သွားခဲ့သေးတယ်လို့လည်းသိရပါတယ်။ဒါကြောင့်လဲပစီကြီးကျွော်တိုက်ခိုက်ခံရမှုဟာစစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းလူအသေးအပြောက်အများဆုံးတိုက်ခိုက်မှုလည်းဖြစ်ခဲ့ပါတယ်။ဆိုတော့စစ်ကောင်စီလက်တက်ကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံအနှံ့ကအရက်သားပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့လုံခြုံရေးဟာကြီးလန့်စာစားနေရတဲ့အဖြစ်ကိုရောက်နေပါတယ်။တည်င်းတွေအရလဲစစ်ကောင်စီဟာဒီလမေလကစပြီးရွေးကောက်ပွဲမတိုင်မီအထိလေကြောင်းတိုက်ခိုက်မှုတွေကို Dresser လောက်ကလက်လွတ်ထားရတဲ့နယ်မြေတွေကိုပြန်လည်သိမ်းယူသွားဖို့ကြိုးစားလိုက်မယ်လို့လည်းသိရပါတယ်။တော်လှန်ရေးတပ်တွေရဲ့အောင်ပွဲတွေကိုဒီဘက်နှစ်ပိုင်းတွေမှာမြင်လာရပေမဲ့လည်းလေကြောင်းတိုက်ခိုက်မှုမျိုးကိုထိထိရောက်ရောက်တွန်းပြန်နိုင်တဲ့ဝေရင်ပစ်လက်နက်တွေနဲ့လေကြောင်းကာကွယ်စနစ်တွေမရှိတာကြောင့်ကျွန်တော်တို့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဝေရင်ထက်ကလူသက်လက်နက်တွေရဲ့အနေအကိုရှောင်လွှားနိုင်ဖို့အတွက်ဘုံခိုချင်းတွေကလွဲလို့အားကိုးစရာမရှိသေးတာကလည်းအမှန်တရားပါပဲ။ဒါကြောင့်လာမယ့်ကာလတွေမှာလည်းအိုးထိန်ထင်းရွာလိုပစီကြီးကျွော်လိုပြည့်ရဆိုးတွေကိုရင်ဆိုင်ရနိုင်ခြေရှိနေပါသေးတယ်။အဲ့ဒါတွေကိုကာကွယ်ဖို့အတွက်စစ်ကောင်စီလက်ထက်ရဲ့လှုပ်ရှားမှုသတင်းတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးတက်နိုင်သမျှကာကွယ်ရေးအစီအမံတွေကိုရေးဆွဲထားနိုင်မှသာတော်လှန်ရေးတပ်တွေနဲ့ပြည်သူတွေအစုံရှုံးနေလိမ့်မယ်လို့ထင်မိကြောင်းပါဗျာ။အားလုံးပဲဘေးကင်းကြပါစေခင်ဗျာ။